မင်္ဂလာပါရှင်မြန်မာနိုင်ငံမှာရွှေထွက်တဲ့နေရာတွေဆိုရင်တော့အများကြီးပဲနော်နေရာပေါင်း300လောက်တောင်ရှိတယ်လို့မှတ်တမ်းတရသိရပါတယ်ဒါမဲ့ဒီနေ့ကျမတို့ဆွေးနွေးမဲ့ရှားပြင်းတဲ့တောင်ပိုင်းလာရွှေမင်းပုံဒေတာကတော့တော်တော်လေးထူခြားနေတယ်ဟုတ်ပါတယ်ခင်ဗျာသူကရွှေချိဘက်တိတန်ထွက်တာမဟုတ်ဘူးလေမှန်ပါတယ်သူကရွှေပြန်ကျင်းနီပြီးတော့တခြားအမ်ပဒန်ရှားပါတဲ့တပ်တူတွေနဲ့အတူတူရောပြီးဖြစ်နေတဲ့စကန်ဆိုတဲ့တပ်တူတိုက်အမျိုးအစားဖြစ်နေလို့ပါတယ်ဟုတ်ကဲ့ဆိုတော့ဒီနေ့ကျမတို့အဓိကဆက်လေ့လာသွားမှာကအဲ့ဒီရွှေမင်းပုံဒေတာကရွှေနဲ့ကျင်းနီတွေရဲ့ဇမ်းမစ်ပေါ့နော်ဟုတ်ပါတယ်သူတို့ဘလို့ဖြစ်ပေါ်လာတယ်လဲဘလို့ကြောက်အမျိုးအစားတွေကြားကနေမွေးဖွားလာတယ်လဲပြီးတော့အရေးကြီးဆုံးကဒီလိုနေရာမျိုးမှာရွှေသက်တူရှာဖွေလို့မယ်ဆိုရင်ဘလို့နေရာတွေကိုမျက်စိတော့ကြည့်ပြီးရှာမလဲဆိုတာတွေကိုအသေးစိတ်ဆွေးနွေးသွားကြမှာပါဟုတ်ကဲ့ပါခင်ဗျာရွှေမင်းပုံဒေတာရဲ့ဒီနေရာကိုအရင်ကြည့်လိုက်ရအောင်သူကရှမ်းကုန်းပြင်မြင့်ကြီးရဲ့အနောက်ဘက်အစွန်းမှာရှိနေတာကိုတွေ့ရပါတယ်အနောက်ဘက်အစွန်းနော်ဟုတ်ပါတယ်ဘူမိပေတာအရာတော့ရှမ်းစကက်ဇုံလို့ခေါ်တဲ့အမတန်အရေးပါတဲ့ဇုံတစ်ခုထဲမှာတည်ရှိနေတာကသူ့ရဲ့ပထမဆုံးထူးခြားချက်ပါပဲခင်ဗျာဟုတ်ကဲ့ရှင်ဒီတတူတိုက်ဖြစ်ပေါ်လာရတဲ့အဓိကဇလံအစကတော့လွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကမြေကြီးအောက်ထဲကနေပွတ်ဆူနေတဲ့မိတင်ကြောက်ရည်ပူတွေမိတင်ကြောက်ရည်ပူဟုတ်ဘူမိပေတာအခေါ်နဲ့ဆို diuretic rocks တွေပေါ့အဲ့ဒီကြောက်ရည်ပူတွေဟာအပေါ်ကိုတိုးထွက်လာပြီးအဲ့ဒီနေရာမှာမူလကတည်းကရှိနေတဲ့ကာဗွန်နစ်ကြောက်တွေထဲကိုထိုးဝင်ရနေစတင်ခဲ့တာပါကာဗွန်နစ်ကြောက်ဆိုတော့ကထုံးကြောက်လိုမျိုးလားရှင်အတိအကျပါပဲနာဘန်ကီဂျိုလိုမိုက်နဲ့ရွှေမင်းပုံကြောက်လာစုရွှေမင်းပုံ formation ဆိုတာတွေကိုအရှိန်နဲ့ထိုးဝင်လိုက်တာခင်ဗျ။အော်ဒီလိုလားဒါဆိုရင်ကျွန်မနားလည်အောင်စဉ်းစားကြည့်ရရင်ပပဆူနီရဲ့ CO တွေကိုရေခဲတုံးတုံးပစ်ထည့်လိုက်တယ်လို့မျိုးလားဟုတ်တယ်အဲ့ဒီဥပမာကတော်တော်လေးနီးစပ်တယ်ခင်ဗျအဲ့ဒီစီကမြေအောက်ကတက်လာတဲ့မီးတင်ကြောက်ရေပူရေခဲတုံးကအပေါ်မှာအေးအေးဆေးဆေးရှိနေတဲ့ထုံကြောက်ပေါ့နော်မှန်ပါတယ်အဲ့ဒီနှစ်ခုထီတွေ့တဲ့နေရာမှာတပ်ပြူပြီးအတွင်ပြောင်းသွားတဲ့အလွာအတစ်တစ်ခုဖြစ်ပေါ်လာတယ်အဲ့ဒါကိုပဲ scan လို့ခေါ်တာရေနာတွေစုနေတဲ့နေရာကအဲ့ဒီနေရာပေါ့အဲ့ဒီနေရာပါပဲရွှေမင်းမမှာတော့အဲ့ဒီ scan ကြောက်တွေထဲမှာရွှေနဲ့ကျင်းနီတွေပါအဓိကစုနေတာကိုတွေ့ရတာပါဟုတ်ကဲ့ဒီ score ဖြစ်စဉ်ကနားထောင်ကြည့်တော့ရိုးရှင်းတယ်လို့ねတော်တော်လေးရှုပ်ထွေးပုံရတယ်နော်ဘလို့အစ်စ်အနေနဲ့ထစ်ပေါ်လာတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းထည့်အောင်ပြောပြပေးနိုင်မလားရှင်ရပါတယ်ခင်ဗျာအဓိကအပြင်ဇလန်ကိုအခန်းကြီးနှစ်ခန်းခွဲပြီးကြည့်လို့ရပါတယ်ပထမအခန်းကတော့ progress stage လို့ခေါ်တယ် progress stage အပူချိန်မြင့်တဲ့အဆင့်ပေါ့ဟုတ်ပါတယ်ဒီအဆင့်မှာအပူချိန်က314 degree centigrade ကနေ492 degree လောက်အထိအလွန်မြင့်မာတယ်။အိုးတော်တော်ပူတာပဲ။ဟုတ်ခုနကပြောတဲ့ကြောက်ရည်ပူတွေကထုံးကြောက်တွေကိုစပြီးထိတွေ့တဲ့အချိန်ပေါ့။ဒီအဆင့်မှာအဓိကဖြစ်လာတာကဂါနယ်နဲ့ပိုင်ရိုစီလိုမျိုးရေနွေးမပါတဲ့တတ်တူအကျန်းစားကြီးတွေပဲ။ဟုတ်ကဲ့။ဒါပေမဲ့ထူးဆန်းတာကဒီလောက်ပူနေတဲ့အချိန်မှာရွှေတို့ကျင်းနီတို့လိုတန်ဖိုးကြီးတတ်တူတွေကလုံးဝနီးပါမဖြစ်သေးဘူးအရန်ကိုနေပါနေတော့မယ်ခဏလေးဒါနည်းနည်းထူးဆန်းတယ်ရှင်ပထမစစ်မှာအပူချိန်အမြင့်ဆုံးဖြစ်နေပေမဲ့ရွှေနဲ့ကြီးနေတာမဖြစ်သေးဘူးဟုတ်ပါတယ်အပူချိန်ပြန်ကျလာတဲ့ဒုတိယဆင့်ကြမှာအဓိကရတနာတွေထွက်လာတယ်ဆိုတော့ကျမထင်ထားတာနဲ့ပြောင်းပြန်ကြီးထင်နေတယ်အရန်ကောင်းတဲ့မိကုန်းပါခင်ဗျာဒါကစကားဖြစ်စင်ရဲ့အလဲပြောင်းတစ်ခုပဲဟုတ်ကဲ့training ဂျင်းနီလိုတက်တူတွေဖြစ်ဖို့အတွက်အပူချိန်တစ်ခုတည်းနဲ့မလုံလောက်ဘူးလေသူတို့တက်ဆောင်လာပြီးနေရာချပြီးမြဲအရေးတွေဘူမိဖျားအခေါ်နဲ့ဆို hydrothermal fluids တွေလိုအပ်တယ်။အော်အရေးတွေလိုတာကိုဟုတ်အပူချိန်ရမြင့်နေတဲ့ progress stage မှာအဲ့ဒီအရေးတွေကမတည်ငြိမ်ဘူးအငွေ့ပြန်ကုန်တယ်။ဟုတ်အပူချိန်လေးနည်းနည်းပြန်အေးလာတဲ့ဒုတိယအဆင့်ကြမှာအဲ့ဒီအရေးတွေကတည်ငြိမ်လာပြီးကြောက်တရဲ့အကွဲကြောင်းတွေလည်းစိတ်ဝင်လာတယ်ပြီးတော့သူတို့တယ်လာတဲ့ရွှေနဲ့ကျင်းနီတွေကိုအဲ့ဒီနေရာတွေမှာစပြီးနေရာချပေးတော့တာပဲ။အော်ဒီလိုလားရှင်။ဒါဆိုရင်ရွှေနဲ့ကျင်းနီကအပူချိန်အရန်မြင့်တာကိုမကြိုက်ဘူးမို့လူတွေလိုပဲအရန်ပူရင်အိမ်ထဲမှာပဲနေပြီးအေးနော်ရဲ့ကြားမှာအပြင်ထွက်အလုပ်လုပ်ကြတယ်လို့မျိုးလား။ဟာအဲ့ဒီလိုပဲတင်စားလို့ရပါတယ်ခင်ဗျာ။အဲ့ဒီတော့ဒုတိယအဆင့်ဖြစ်တဲ့ retrograde stage အပူချိန်ထွက်တဲ့အဆင့်ဟုတ်အဲ့ဒီစင်ကမှရွှေနဲ့ကျင်းနီတွေအများဆုံးဖြစ်ပေါ်တဲ့အဓိကဇလံခန်းဖြစ်လာတာပေါ့သူကတော့မှအပိုင်းနှစ်ပိုင်းထက်ခွဲပြီးလေ့လာနိုင်ကြသေးတယ် Okay ဆိုတော့ retrograde stage ရဲ့ပထမပိုင်းပါဖြစ်လေရှင်ပထမပိုင်း retrograde stage 1မှာအပူချိန်က260ကနေ320 degree centigrade လောက်အထိကျဆင်းသွားပြီ
ဟုတ်ကဲ့ ဒီအပူချိန်ကဂျေးနီနဲ့ရွှေအများဆုံးဖြစ်ပေါ်ဖို့အတွက်အကောင်းဆုံးခြေနေပဲဒီမှာဂျေးနီအုပ်စုဝင်တပ်တူတဲ့စုပြောင်းပြီးဖြစ်လာတယ်အဓိက3ယောက်ပေါ့ chalcopyrite chalcopyrite ဟုတ်သူကဂျေးနီရဲ့အဓိကဇလိုက်လိုပဲနေရာတကာမှာတွေ့ရတတ်တယ်ပေါ်နိုင်နဲ့ Chenonite ကတော့သူ့ရဲ့ဇပို့တွေလိုပဲ စိတ်ဝင်စားစရာပဲ အဲ့ဒီဂျေးနီအဖွဲ့တွေဖြစ်လာရဲ့အချိန်မှာပဲရွှေကသူတို့ကြားထဲမှာညက်ပြီးအတူတူဖြစ်ပေါ်လာတာပါစီးပွားဖြစ်တူဖော်လို့ရတဲ့ရွှေနဲ့ဂျေးနီအများစုကဒီစစ်မှာဖြစ်ပေါ်ခဲ့တာပါ ကောင်းပြီအထက်ကရွှေနဲ့ကြေးနီတွေဖြစ်ပေါ်ပြီးသွားပြီဒါဆိုရင်ဇလန်ရဲ့အဆုံးသတ်လို့ပြောရမယ် retrograde stage 2မှာတော့ဘာတွေထူးခြားသွားလဲ stage 2မှာတော့အပူချိန်က180ကနေ900 degree centigrade အထိပိုးပြီးတော့အေးသွားတယ် ပိုတောင်အေးဖားသေးတယ် ဟုတ်ဒီအစစ်မှာလည်းရွှေဖြစ်ပေါ်သေးတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ရွှေချီပဲမဟုတ်ပဲ bismuth pi နဲ့ tellurium t လို့ရှားပါတက်စနေပေါင်းဝင်တဲ့ telluro bismuth ဆိုတဲ့တပ်တူနဲ့ရောပြီးဖြစ်ပေါ်တာကဒီ data ရဲ့အထူးခြားဆုံးအချက်ပဲ wow bismuth နဲ့ tellurium ဟုတ်ပါတယ်ဒီနေရာမှာတန်ရွှေမင်းဖုံးကတခြားရွှေထွက်တဲ့နေရာတွေနဲ့လုံးဝကွဲထွက်သွားတာပဲရွှေကို bismuth တို့ tellurium တို့နဲ့တွဲတွေ့ရတယ်ဆိုတာကဘူမီပြေတာအစွမ်းထောက်တရောအတွက်တော့လူသက်လက်နက်ကိုတွေ့လိုက်ရတယ်လို့ပဲ ဩ ဒါကဒီရွှေတွေဘလို့အခြေအနေမျိုးမှာဘလောက်အပူချိန်ကျတော့မှဖြစ်လာတယ်ဆိုတဲ့အတိအကျတိတယ်ပြနေတဲ့ let's way တစ်ခုပဲခင်ဗျ တော်တော်စိတ်ဝင်စားစရာကောင်းလိုက်တာဆိုတော့ဒီအချက်တွေအလုံးကိုစူးစီးပြီးကြည့်လိုက်ရင်ရွှေမင်းမုံလောက်နေရာမျိုးမှာရွှေရှာခြင်းနဲ့တူကြောက်အတွက်ဘလို့နေရာတွေဘလို့ကြောက်တွေကိုအဓိကထားပြီးကြည့်ရမလဲ ဟုတ်ကဲ့ရတနာမြေပုံတစ်ခုရွှဲမယ်ဆိုရင်ဘေးနေရာတွေကိုချက်ချေကပ်ဖြတ်ရမလဲပေါ့ ဟုတ်ပါတယ်ရတနာမြေပုံအတွက်အဓိကတဲလွန်စားတွေအများကြီးရှိပါတယ်ပထမဆုံးအနေနဲ့ဒီ data မှာတက်တူအလားကောင်းတဲ့နေရာ prospects ပေါင်း9ခုရှိတယ်လို့မှတ်တမ်းတင်ထားတယ် ခုနှစ်ခုတောင် ဟုတ်အဲ့ဒီထဲကမှာဘွက်တောင်တိုက်ကားမောင်ရွှေတောင်ကြားနဲ့လွန်ထိုးတို့ကအဓိကနေရာတွေပဲ ဟုတ်ကဲ့ သူတို့ကိုဘူမိဗေဒအရ proximal skarns နဲ့ distal skarns ဆိုပြီးအမျိုးအစားခွဲခြားထားတယ် proximal နဲ့ distal ဘာကွာလဲ proximal scan ဆိုတာကမီးတင်ကြောက်ရည်ပူထိုးဝင်တဲ့နေရာတွေပိုနီးတဲ့ထိစပ်နေတဲ့နေရာတွေဥပမာဘွက်တောင်နဲ့တိုက်ကားမောင်လိုနေရာတွေပေါ့ ဩအနီးနားပေါ့ဟုတ် distal scan ဆိုတာကတော့မီးတင်ကြောင်းနဲ့နည်းနည်းပိုးပြီးတဲ့နေရာဥပမာရွှေတောင်ကြားနဲ့လွန်းတော်လိုနေရာတွေဖြစ်တယ် ဒါဆိုရင်ကျမသာဘွက်တောင် proximal မှာတခါရွှေတောင်ကြား distal မှာတခါရက်နေတယ်ဆိုရင်မီးပင်ပေါ်မှာဘာတွေကိုမတူပဲတွေ့ရနိုင်လဲရှင် ကွာခြားနိုင်ပါတယ်ခင်ဗျ proximal နေရာဖြစ်တဲ့ပွက်တောင်လိုနေရာမှာဆိုရင်မီးတင်ကြောင်းနဲ့ထုံးကြောက်ရောနှောနေတဲ့လက္ခဏာတွေgarnet လိုမျိုးအပူချိန်မြင့်မှာဖြစ်တဲ့တပ်တုအယောင်ရင်းရင်းတွေပို့တွေ့ရနိုင်တယ် ဟုတ်ကဲ့ Dystonia ဖြစ်တဲ့ရွှေတောင်ကြားလိုနေရာမှာကြတော့မူလထုံးကြောက်ရဲ့လက္ခဏာတွေပိုကျန်နေနိုင်ပြီးအပူချိန်နှိမ်မှာဖြစ်တဲ့ epidote လို့အစင်းရောင်တန်းတဲ့တပ်တုတွေအကွဲကြောင်းတွေကိုပိုရှင်းရှင်းလင်းလင်းတွေ့ရနိုင်ပါတယ် ကျောင်းအမျိုးအစားအရာရောဘလို့နေရာတွေကိုအဓိကရှာရမလဲ အဓိကကတော့ diorite လို့မီသင်ကြောက်တွေနဲ့ရွှေမင်းပွန် formation ထက်ကထုံးကြောက်စကြင်ကြောက်တို့ထိစပ်နေတဲ့နေရာတွေကိုပဲအဓိကရှာရမှာပါအဲ့ထိစပ်နေတဲ့နေရာတွေကပဲ scan fit ပေါ်တဲ့နေရာတွေဖြစ်လို့ exoscreen ဆိုတာမူလ carbonate ကြောက်ပဲမှာဖြစ်ပေါ်တဲ့ scan zone ကိုဆိုလိုတာပါနောက်တစ်ခုက silicified zone လို့ခေါ်တဲ့ silica ဓာတ်လွှမ်းမိုးနေကြောက်လွှာဖြစ်ရွေ zone လေဒီ zone တွေကလည်းရွှေပါဝင်မှုအတွက်အရန်အလားအလာကောင်းတဲ့နေရာတွေဖြစ်ပါတယ် ဟုတ်ကဲ့ဒီတက်တွေ့ကြတစ်ခုလုံးကိုရောဘလို့အမီနာမတက်ပြီးခေါ်ကြလဲရှင်သူရဲ့အချင်းကရလက္ခဏာကိုလိုက်ပြီးပေးထားတဲ့နာမည်မျိုးပေါ့ ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိတယ်ပညာရှင်တွေကဒီတက်တူတိုက်ကို oxidized copper skarn လို့နာမည်ပေးထားတယ် oxidized copper skarn ဟုတ်မြန်မာလိုဆိုရင်တော့ oxygen နဲ့တက်တူထားတဲ့ Chinese skarn တက်တူတိုက်ပေါ့ဘာလို့လဲဆိုတော့တန် oxide တွေဖြစ်တဲ့ hematite နဲ့ magnetite တွေအများအပြားတွေ့ရလို့ပဲ အော်တန်အောက်ဆိုက်ဒီကြောင့်ကို ဟုတ်ပါတယ်ဒါကဘာကိုပြနေလဲဆိုတော့တက်တူဖြစ်ပေါ်စဉ်ကပတ်ဝန်းကျင်မှာ oxygen ပေါ်များနေခဲ့တယ်ဆိုတဲ့တည်းပဲဒီအချက်ကတခြားနေရာမှာဒီလို hematite magnetite တွေအများကြီးတွေ့ရင်ဒီနေရာက oxygen များတဲ့ပတ်ဝန်းကျင်မှာဖြစ်ခဲ့တာပဲရွှေမင်းဘုံလိုမျိုးထင်နိုင်တယ်ဆိုပြီးတွေးစားလို့ရစေတယ် ကောင်းပြီခုနရှားပါတတ်တူတွေအကြောင်းနည်းနည်းပါလာတော့ပိုပြီးစိတ်ဝင်စားလာတယ်ရွှေမင်းဘုံမှာအဓိကတူးဖော်နေကြတဲ့ရွှေနဲ့ကြီးနီပြီးရင်ချားဘလို့စိတ်ဝင်စားစရာတတ်တူတွေတွေ့ရတယ်လဲဆိုတာကိုအသေးစိတ်ပြောပြပေးပါဦးရှင် အဓိကစီဝါဖြစ်တက်တူတွေကတော့ရွှေစင်း native ကိုနဲ့ခုနပြောခဲ့တဲ့ဂျင်းနီရဲ့ဇလိုက်နဲ့ဇပူတွေထည့်တဲ့ Chago Bright, Bornite,
tannantine တို့ပဲထုတ်ပါတယ်ဒါတွေကတော့အဓိကတူးဖော်နေတဲ့တပ်တူတွေပေါ့ ဟုတ်ကဲ့ ဒါမဲ့ဒီ data ရဲ့ဘူမိဗေဒဇလန်ကိုဖော်ထုတ်ပေးတဲ့အဓိကဇက်ကောင်တွေကတော့အဲ့ဒီရှားပါတပ်တူတွေပဲကျွန်တော်တို့ဒီကြောင်နမူနာတွေကို microscope အောက်မှာကြည့်လိုက်တဲ့အခါ ဟုတ် Telurobismuthite အချောင်းလေးတွေကြားထဲမှာရွှေအမုံတေးသေးလေးတွေကတ်နေတာကိုတွေ့ရတယ်ပုံလိုက်ထားတဲ့ဆိုက်ရပေါ်မှာမင်းဆက်လေးတွေစွန့်နေတယ်လို့ပဲ အော် အဲ့ဒါကိုတွေ့လိုက်ရတဲ့အချိန်ကဒီတတုတိုက်ရဲ့ဇလန်ကိုအပြည့်ရှာလိုက်တော့မယ်ဆိုတာသိလိုက်ရတဲ့အခိုက်အတန့်ပဲတခြား amplictrite wittigenite headleyite တို့လိုရှားပါတတ်တူတွေနဲ့အတူရွှေကိုတွေ့ရတာကဒီ data ရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေတယ် ဒီလိုရှားပါတပ်တူတွေနဲ့ရွှေတွဲနေတာကတပ်တူဖြစ်ပေါ်မှုရဲ့အပူချင်းကိုကြောက်ပြတဲ့လက်ပွေအားတစ်ခုပဲလို့ခုနကပြောခဲ့တယ်နော်ဒါကတပ်တူတိုက်တစ်ခုလုံးရဲ့ဇိမ့်မစ်ကိုလေ့လာရမှာဘလောက်ထိအရေးပါတယ်လဲရှင် အလွန်ရေးခိပါတယ်ခင်ဗျာဘာလို့လဲဆိုတော့ဒါကတတ်တူရေးတွေရဲ့ဓာတုဖွဲ့စည်းပုံကအချိန်နဲ့အမျှဘလို့ပြောင်းလဲသွားနေဆိုတာကိုနားလဲစေတယ် ဟုတ်ကဲ့ ပုံနေတော့ကဘလို့တတ်တီပါလဲအေးတော့လောဘယ်တတ်တီရင်ဆုံးအနီးထိုင်ပြီးကြံခဲ့တဲ့အရေးထဲမှာဘယ်တတ်တီပုံများလာလဲဆိုတာကိုတွက်ဆလို့ရတယ် အော် အထူးသဖြင့်အပူချိန်ကျတဲ့ retrograde stage 2မှာ bismuth နဲ့ tellurium လို့ရှားပါဂျက်စင်တွေနဲ့ရွှေတွဲနေတာကတတုတိုက်ဖြစ်ပေါ်မှုရဲ့နောက်ဆုံးအဆင့်တွေမှာဘလို့အခြေအနေတွေရှိခဲ့လဲဆိုတာကိုပြောပြနေတာပါတက္ကဒီတတုတိုက်တစ်ခုလုံးရဲ့မျိုးရိုးဗီဇ DNA ကိုစစ်ဆေးလိုက်တယ်လို့ပါပဲ ကောင်းပြီဒါဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့အချက်အလက်တွေအားလုံးအနစ်ချုပ်လိုက်မယ်ဆိုရင် ဟုတ်ကဲ့ခင်ဗျာ ကျမနားလေတဲ့လောက်ပြန်ပြောရရင်ရွှေမင်းပုံရွှေကြေးနီတတူတိုက်ဆိုတာမြေရောက်ကပေါ့ပေါ့ဆူနေတဲ့မိဖို့ချောင်းကြီးစားကြောက်ရည်ပူတွေကထုံးကြောက်တဲ့ကိုထိုးဝင်ရကဖြစ်ပေါ်လာတဲ့ scan ဆိုတဲ့အထူးကြောက်အမျိုးအစားဖြစ်တဲ့ မှန်ပါတယ် အပူချိန်ဆင့်ဆင့်အေးချလာတဲ့ဖြစ်စဉ်မှာကျင်းနီနဲ့ရွှေတွေကမတူညီတဲ့ဆင့်တွေမှာအတုတ်လိုက်ဖြစ်ပေါ်ခဲ့တယ်။ထူးခြားချက်ကတော့ဇလန်နောက်ဆုံးပိုင်းအပူချိန်တော်တော်လေးအေးသွားတဲ့အချိန်မှာရွှေက bismuth telluride လို့ရှားပါတတူတွေနဲ့တွဲဖက်ပြီးဖြစ်ပေါ်ခဲ့တာပဲ။ဒါကသူ့ရဲ့မွေးစားရင်အစစ်မှန်ကိုဖော်ထုတ်ပေးတဲ့တက်တက်ခံဖြစ်ခဲ့တယ်ပေါ့။ကျမနားလဲလာမှန်ပါတလားရှင် လုံးဝမှန်ပါတယ်ခင်ဗျာအချက်လက်အားလုံးကိုကွက်ကွက်ကွင်းကွင်းရင်းအောင်အချင်းချုပ်သွားတာပါပဲနောက်ဆုံးအနေနဲ့ဒီလီလာမှုကနေကျွန်တော်တို့ကိုစဉ်းစားစရာတစ်ခုခြံထားခဲ့ပါတယ် ။ဟုတ်ကဲ့ဗာများဖြစ်မလဲရှင် ဒီလီလာမှုရလီရွှေမင်းမုံတဲ့တာကတက်တုဖြစ်ပေါ်မှုဟာပင်လယ်ကျန်းခင်ကြောက်လွာတစ်ခုကတိုက်ကြီးကြောက်လွာအောက်ကိုနစ်ဝင်သွားတဲ့ subduction zone နဲ့ဆက်ဆက်နေတယ်လို့ဖော်ပြထားတယ် ။ subduction zone ဟုတ်ဒါကအင်မတန်ကြီးမားတဲ့ဘူမိဗီဒဖြစ်စဉ်ကြီးတစ်ခုပါဆိုတော့ဒီဖြစ်စဉ်ကရွှေမင်းမုံတနေရာထဲမှာပဲဖြစ်ခဲ့တာလားဒါမှမဟုတ်တခြားနေရာတွေမှာရောဖြစ်ခဲ့နိုင်တယ်လား ။ဒါဆိုရင်ဒီလေးလာမှုကပေးတဲ့အဖြေကမြန်မာနိုင်ငံရဲ့တခြားနေရာတွေမှာရွှေမင်းပုံလို့နောက်ထပ်ရတနာတိုက်တွေရှိနိုင်ပေတယ်လို့ညွှန်ပြနေတာလား အဒီကြပါပဲဒါကပါကုညတိုင်းမီလဲဆိုတော့မြန်မာနိုင်ငံရဲ့ဘူမိဗီဒသမိုင်းမှာအလားတူ subduction ဖြစ်စဉ်တွေရှိခဲ့တဲ့တခြားနေရာတွေ ။ဟုတ်ကဲ့ အထူးသဖြင့်မီးသင်ကြောက်တွေနဲ့ကာဗွန်နီကြောက်တွေထိစပ်နေတဲ့နေရာတိုင်းမှာရွှေမင်းပုံလို့တန်ဖိုးရှိတဲ့စကန်တတူတိုက်တီထက်မှန်တွေ့ရှိနိုင်တဲ့အလားလာကောင်းတွေရှိနေတယ်ဆိုလာပါပဲ ။တကယ်ကိုအားတက်စရာတင်းစကားပဲနော် ဟုတ်ပါတယ်ခင်ဗျာဒါကအနာဂတ်မှာတတ်တူရှာဖွေတဲ့အင်မတန်အရေးကြီးတဲ့လမ်းညွှန်ချက်တစ်ခုယရနာမြေပုံအတစ်တစ်ခုကိုလက်ဆောင်ပေးလိုက်တာနဲ့အတူတူပါပဲ